တနင်္ဂနွေတွေနားထောင်ဖြစ်အောင်နားထောင်သွားဒီအပတ်မှာတနင်္ဂနွေသားသမီးလေးတွေဟာမိမိရဲ့လှုပ်ဆောင်ချက်တိုင်းမှာထိတ်ဆုံးကအောင်မြင်မှုတွေကိုရရှိမဲ့ကာလပါပဲအလုံးမှာနေရာတစ်အခွင့်အလမ်းတစ်တွေပေါ်လာပါလိမ့်မယ်ဒါပေမဲ့တခုသတိထားရမှာကစိတ်တူစိတ်ဆက်တာမျိုးကိုထိန်းပေးပါမိမိရဲ့စိတ်တူမှုကြောင့်အခွင့်အရေးကောင်းတွေမဆုံးရှုံးစေဖို့ဆရာမကအထူးသတိပေးပါရစေရှင်ငွေကြေးကံကတော့လက်ကြီးဝင်တက်တဲ့အချိန်မှာပဲမမျှော်လင့်ပဲငွေအလုံးရင်းနဲ့ဝင်လာတာမျိုးထိပေါက်သလိုလက်ရတာမျိုးကြုံရတတ်ပါတယ်ရစရာရှိတဲ့အကျွေးဟောင်းတွေကိုဒီအပတ်ထဲမှာတောင်းခံရင်ပြန်ရဖို့ခွင့်လန်းအလွန်များပါတယ်ရှင်အချစ်ရေးမှာအလွန်ကံကောင်းနေပါတယ်ချစ်သူရှိပြီးသူတွေကတော့လက်ထပ်ဖို့အထိတိုင်ပင်ရမယ့်အချိန်ဖြစ်ပြီးချစ်သူမရှိသေးသူတွေကတော့မိမိအပေါ်အဆအအရာရာနားလည်ပေးမဲ့သူနဲ့ဆုံတွေ့ရတတ်ပါတယ်အိမ်အောင်တွေကတော့အိမ်တွင်းရေးတာယာအေးချမ်းနေပါလိမ့်မယ်ရှင်ကျမ်းမာရေးမှာခေါင်းကိုက်ခြင်းနဲ့မျက်စိအောင်ခြင်းတို့ကိုသတိထားပါပညာရေးမှာတော့ထူးထူးခြားခြားအောင်မြင်မှုတွေရရှိပါလိမ့်မယ်နိုင်ငံခြားပညာသင်စုလျှောက်ထားသူတွေအတွက်သတင်းကောင်းကြားရမယ့်အပတ်ဖြစ်ပါတယ်ရှင်ရရာတနင်္ဂနွေနေ့နနက်မှာဖျား၌အုံညွန့်6ညွန့်လူရန်ပြီးအင်္ဂုလိမာလတုတ်တော်ကိုရွတ်ဖတ်ပူဇော်ပါရှင်ချစ်ခင်ရပါသောတနင်္ဂနွေသားသမီးလေးများအားလုံးဒီတပတ်တာအတွင်းမှာဘေးဥပတ်အန္တရာယ်အပေါင်းမှကင်းဝေးပြီးကြံစီသမျှအောင်မြင်ပါစေစီးပွားလက်လာပါများတိုးတက်ပြီးမိသားစုနဲ့အတူအေးချမ်းသာရပါစေရှင်